โอเคဒီတစ်ခန်းစာမှာကတော့ကရိယာချွေးကရိယာคำถามကရိယာချွေးဆိုတာကအကူကရိယာပေါ့နော်အကူကရိယာပြီးလို့ရှိရင်ကရိယာဆိုရင်ကရိယာပေါ့နော်ဖတ်တဲ့အခါမှာကရိယာဒါမှမဟုတ်ကရိယာလို့ဖတ်မယ်ဆိုရင်လည်းရတယ်ပေါ့နော်ကရိယာချွေးကရိယာคำถามဆိုတာကအမေစကားလုံးပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့ကအကူကရိယာပြီးလို့ရှိရင်အမေစကားလုံးဖြစ်ပါတယ်သွားမလားဆိုရင်ထိုင်လို့จะไปไหมจะဆိုတာကအကူကရိယာไปဆိုတာကကရိယာပေါ့နော်ไหมဆိုတာကအမေစကားလုံးပေါ့နော်จะไปไหมသွားမလားဘယ်တော့သွားမလဲဆိုရင်จะไปเมื่อไหร่จะไปเมื่อไหร่โอเคเนาะဒါကအကူကရိယာအမေစကားလုံးအကူကရိယာဆိုတာကကရိယာရဲ့အစင်းမှာပဲထားပေးရတာဖြစ်ပါတယ်เนาะဘယ်တော့သွားမလဲဆိုရင်จะไปเมื่อไหร่ဘယ်ခြေသွားမလဲဆိုရင်จะไปตอนไหนจะไปตอนไหนဘယ်မှာသွားမလဲဆိုရင်จะไปที่ไหนဆိုတာကဘယ်မှာလဲเนาะဘယ်မှာသွားမလဲဆိုရင်จะไปที่ไหนဘယ်သူနဲ့သွားမလဲဆိုရင်จะไปกับใครจะไปกับใครဘယ်သူနဲ့သွားမလဲဘယ်လိုသွားမလဲဆိုရင်จะไปอย่างไรจะไปอย่างไรဘယ်လိုသွားမလဲဒါမှမဟုတ်จะไปยังไงအဲ့လိုမျိုးပေါ့เนาะยังไงနဲ့อย่างไรကတူပဲเนาะยังไงอย่างไรจะไปอย่างไรဘယ်လိုသွားမလဲဘယ်လိုသွားမလဲဆိုရင်จะไปยังไงโอเคเนาะတူပါပဲဘယ်နှစ်နာရီသွားမလဲဆိုရင်จะไปกี่โมงจะไปกี่โมงဘယ်နှစ်ယောက်သွားမလဲဆိုရင်จะไปกี่คนจะไปกี่คนလာချေလားဆိုရင်อยากมาไหมอยากมาไหมอยากဆိုတာကလည်းအခုကရိယာစကားလုံးပဲเนาะอยากมาไหมလာချေလားလာရမလားဆိုရင်ต้องมาไหมต้องมาไหมလာရမလားလာသိလားဆိုရင်ควรมาไหมควรมาလာသိတယ်ควรมาไหมလာသိလားလာဖူးသလားဆိုရင်เคยมาไหมเคยมาไหมလာဖူးသလားလာရလားဆိုရင်ได้มาไหมได้มาไหมလာရလားလှုပ်ချေလားဆိုရင်อยากทำไหมอยากทำไหมလှုပ်ချေလားလှုပ်ရမလားဆိုရင်ต้องทำไหมต้องทำไหมဒါမှမဟုတ်ต้องทำไหมไหมတူပါပဲเนาะလှုပ်သိလားဆိုရင်ควรทำไหมควรทำไหมလှုပ်သိလားလှုပ်ဖူးသလားဆိုရင်เคยทำไหมเคยทำไหมလှုပ်ရမလားဆိုရင်ได้ทำไหมလှုပ်ရလားဆိုရင်ได้ทำไหมได้ทำไหมโอเคเนาะโอเคဒီတစ်ခန်းစာမှာကတော့ကရိယာချွေးကရိယာคำถามဆိုတဲ့ဝေချာတိစားဖို့ပဲဖြစ်ပါတယ်